ပွဲပြီးခင်ရမှုပါပဲတပင်းချနိုင်ခဲ့တဲ့ပွဲလို့ပဲပြောရမယ်ဗျာပွဲတော်တော်မလွယ်ခဲ့တာဗျာတော်တော်ခက်ခဲခဲ့တာကျွန်တော်နောက်ဆုံးအချိန်ပေါ်6မိနစ်မှာကျွန်တော်အခမ်းတင်တေးကြသွားတဲ့နေလို့တော့တွေ့ခဲ့တာဗျာတကယ်ကိုမလွယ်ခဲ့တာအသင်းလုံးဒီမှာလဲဖောင်အောင်နေတာရာယာကဲသွားလို့ရာယာဒီဘက်တော်လေးကောင်းနေတာတော်တော်လေးကဲခဲ့တာဗျာဘုဆိုရှင်မလွယ်ဘူးတကယ်ဒီဘက်မှာထူးခြားတာ rice grinder မှာဖောင်အောင်နေတာဗျာပြောမယ်ဆိုဒီနေ့ပွဲနဲ့ကောင်းတာကရာယာနဲ့စာကာနဲ့ကောင်းတယ်ဒီနေ့ကလွင်ကျွန်တော်တင်မှာဖောင်အောင်နေတာဗျာအပေါ်လေးဆုံးပြောမယ်ဆိုလို့ရှိရင်ကျွန်တော်အသင်း title race မှာတိုင်ပတ်နေတာအဓိကဒီတစ်ချက်ဗျာအဓိက title pressure ဗျာဘယ်လိုသောပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အသင်းလုံးကtitle race ကိုကြုံမှုလဲဆိုရင်လည်း title pressure ကိုတို့ဖြတ်နိုင်မှုတဲ့လူတော့တရားမှမရှိသေးဘူးဗျာဒီတော့လောဆယ်မှာဒီ pressure ကိုတော်တော်လေးမိနေပြောမယ်ဗျာကျွန်တော်တို့လက်ရှိအချိန်မှာပြည်သက်တော်များတိုင်ပတ် Man City ကိုကြောက်နေကြတယ်တကယ်ကကျွန်တော်ကြောက်ကမှ Man City မဟုတ်ဘူးကိုယ်အသင်းကိုပြန်ကြောက်ကမှာလက်ရှိကိုယ်အသင်းဖြစ်နေတဲ့ pressure handling ကိုခက်ခဲနေတဲ့ပုံစံပြန်ကြောက်ကမှာဗျကျွန်တော်အသင်းကိုဒုက္ခပေးနေတာလေဒီပုံစံလေးဒီနေ့ပွဲလဲ pressure မိပြီးဖောင်အောင်နေတာအရန်တိတာလေဗျာဒါကစားမှုတိုင်ပတ်တာမဟုတ်ပြောရတော့ဒီကဒါ pressure ကြောင့်ပဲပြောရမယ်အဲ့ pressure handle လောက်ရတာမလွယ်ပါတဲ့အထက်မှာပြန်ဘက်က Chelsea လိုမျိုးပြန်ဘက်ဖြစ်နေပို့ပြီးဆိုးရတာပေါ့ဗျာဒါပေမဲ့အဆုံးသတ်နေပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ pressure ကို handle လုပ်နိုင်ခဲ့တယ်လို့ပြောမှာပေါ့ဖောင်အရာခြေစွမ်းမအရာအားရစရာမရှိခဲ့တဲ့တိုင်အောင်မှရလိုက်ရတော့ကျွန်တော်တို့ဒီနေ့ရလိုက်ကိုပုံဖော်နိုင်ခဲ့တယ်ဗျာဒါကတော့ချစ်ကျွမ်းမှချက်တစ်ချက်ပဲအဲ့ဒါတော့မရှိရခဲ့ရဘူးပေါ့လေဒီနေ့ပွဲကပြောရမယ်ဆိုလို့ရှိရင် Raya ပွဲလို့တော့အဓိကပြောလို့ရတယ်ဗျာဒီနေ့ပွဲမှာ Raya ရဲ့ super save တာမရှိဘူးဆိုလို့ရှိရင်ပွဲကတည်ကြသွားနိုင်တယ်ဗျာ Raya နည်းနည်းကောင်းတာစာကနည်းနည်းကောင်းတာရှိမယ်ပြီးတော့ Gabriel နည်းနည်းလေးပိုကောင်းတယ်ဒါပဲကျန်တဲ့ကောင်းတွေအကုန်လုံးကလည်းဖောင်အောင်နေ price လည်းဖောင်အောင်နေဆိုပြီးလည်းဖောင်အောင်နေ cross ဆိုပြောမနေနဲ့တော့အဲ့ဒါဆိုတော့တိုင်နေပတ်နေတာပဲပြောမှဆိုလို့ရှိရင်ဒါသူလည်းပုံမှန်ကြည့်တော့မဟုတ်ဘူးဗျာအဓိက pressure မိနေတာဘာဖြစ်လဲဆိုတော့မနေ့ကည Man City ကနိုင်သွားတယ်နိုင်သွားတော့ကျွန်တော်တို့နဲ့ Man City နဲ့ကြာမှာပွဲတူနေတာကိုနှစ်မှတ်ပဲခွာသလိုဖြစ်သွားတယ်ဒီတော့ဒီနေ့ပွဲကကျွန်တော်တို့က match ပြီးဝင်အဖြစ်မနေနိုင်မရမယ်ဆိုတော့အခြေအနေဖြစ်သွားတယ်အဲ့ဒီ pressure ကအဓိကသင်သားတွေမှန်တယ်ပါအဓိကတတ်သွားတာဗျာအဲ့ဒါမှလည်းဖောင်အောင်သွားတာပဲဒီနေ့ပွဲကပထမပိုင်းတုန်းကတော့ Chelsea ကဘေးထက်ပလေးကနေပြီးတော့ကျွန်တော်တို့မတိမတာဆွဆွခေါ်ပြီးကစားတာမျိုးတွေ့ရတယ်ဗျာပထမပိုင်းတော်တော်များမတိမတာဆွဆွခေါ်ရတာဗျာသူတို့ကဘေးထက်ပလေးကနေဆွဆွခေါ်နေတယ်ကိုသမားစမ်းချက်ကလည်း error share များသေးတယ်သူတို့ကစားသမားတွေကလည်းဘေးထက်ပလေးကောင်းကောင်းမနိုင်ဘဲနဲ့ဆွဲခေါ်မှသိတော့ close လုံးလာသမားတွေကလည်း high pressing နဲ့ share တင်တယ် share တင်တော့သူတို့ဘက်က error တွေခဏခဏပေါ်တယ် chance တွေခဏခဏရတယ်ဥဆောင်ဝင်ချသွားပြီးတော့လေတောက်လျှောက် chance တွေထပ်ရသေးတယ်တကယ်ဆိုလို့ရှိရင်ပထမပိုင်းမှာကလေးကတူစီလောက်နဲ့ဖြတ်ထားတင်တာဗျာဒါပေမဲ့လည်းမထိမဖဲနဲ့အလဲပြောင်းတစ်ခုလာနေပြီးတော့ OG ပေးလိုက်ရပြီးတော့ပထမပိုင်းမှာ1-1နဲ့ပြီးတော့ပထမပိုင်းပြီးတော့ကျွန်တော်တွေးမိပါသေးတယ်ဒီရန်ဆို Chelsea မလွယ်ဘူးဒုတိယပိုင်းမှာဒီနေ့ပြအပြောင်းလဲတစ်ခုတော့လုံးဝထင်နေပေါ့။online လုပ်မယ်ဆိုရှင်ကိုယ်လည်းဘယ်လိုစားမလဲမသိဘူးတော့ကျွန်တော်တွေးမိသေးတယ်ဗျ။တကယ်လည်းဟုတ်တယ်ဒုတိယပိုင်းမှာ Chelsea ပြ Rosina အပြောင်းလဲလုပ်သွားတာ Chelsea နဲ့ကစားတော့တက်သွားတယ်ဗျ။ဒီနေ့ပွဲဒုတိယပိုင်းမှာအဓိကရှယ်ယုံသွားတာကျွန်တော်သတိထားမိသလောက်ဟုတ်ကဲ့ Chelsea က Jane သူရှယ်ယုံသွားတာဗျ။ဒုတိယပိုင်းတစ်ပိုင်းလုံးသူ့ရဲ့ instant win corner တွေ delivery cross တွေတော်တော်ကောင်းတယ်ဗျတော်တော်အဆင်ပြေတာစစ်ကောင်တွေ software လုပ်နေတာကျွန်တော်ကန်ကောင်းပါလားဗျdelivery တွေကောင်းနေမဟုတ်ဘူးသူ့ရဲ့ face ပိုင်းရတော်တော်ကောင်းတာဗျဆွဲဝဲတောင်သူနဲ့ body ရှင်းပြီးမခုနိုင်ဘူးဗျသူ့စီကိုပဲဘလုံးဦးပါတယ်ဗျဒီနေ့ပဲ receiving အဲ့လောက်ထိကိုတကယ်ကောင်းသွားတာဗျဒါပေမဲ့လည်းကျွန်တော်အတင်းကန်ကောင်းသွားတာကသူတို့ကအတင်းလုံးမှာချင်းတယောက်ပဲနည်းနည်းကောင်းနေတယ်ဂျာကိုဘတ်တော်ကောင်းလို့ထင်ရပေမဲ့အဆုံးသတ်တွေမှာသူကလည်းတလွဲတွေပဲအဲ့အတွက်ကျွန်တော်တို့အတင်းကန်ကောင်းသွားတယ်ဗျရာယာအဓိကကဲသွားတာလည်းပါတာပေါ့လေဘယ်လိုပဲပြောပါအဓိကကတော့အနိုင်သုံးပါဗျာအဲ့ဒီအနိုင်သုံးပါကိုကျွန်တော်တို့အရောက်ယူနိုင်ရဲ့ဖောင်ကောင်းနေဖြစ်စေမကောင်းနေဖြစ်စေခြေစွမ်းပိုင်းရအားရတဲ့ကောင်းနေဖြစ်စေမကောင်းနေဖြစ်စေအဓိကလူနေရလိုက်ကအနိုင်သုံးမှာဒါကိုဖြစ်အောင်လုပ်နိုင်ခဲ့တယ်ဒါအဓိကပေါ့တချို့ brother တွေပြောတယ်လို့ကျွန်တော် comment မှာလည်းပြောတယ် messenger မှာလည်းပြောတယ်ခြေစွမ်းပိုင်းရအားရတဲ့မကောင်းတာကြာပြီဗျာတို့ဇန်ဆိုလို့ရှိရင်မလွယ်ဘူးလို့ဘာလို့ပြောနေကြလဲတကယ်တမ်း Premier League လို့ကြိုင်ပွဲမျိုးခက်ခဲတဲ့ကြိုင်ပွဲမျိုးမှာရေရှည်38ပဲခံရတဲ့ပွဲမျိုးမှာအမြဲတမ်း perfect ဖြစ်နေဖို့မလွယ်ဘူးဗျတမိုင်းတစ်လျှောက်မှာလည်းချန်ပီယံဖြစ်ခဲ့တဲ့အသင်းတွေကပွဲတိုင်းက perfect ဖြစ်နေရမှာမဟုတ်သူတို့လည်းရုန်းကန်ခဲ့ရတဲ့အခြေအနေရှိခဲ့တယ်ဗျအဲ့လိုရုန်းကန်ခဲ့ရတဲ့အခြေအနေတွေထဲမှာတော့မှလူချင်းတဲ့ရလက်ကိုပုံဖော်နိုင်တာကမှ
ချန်ပီယံအသင်းရဲ့ဇာတ်လက္ခဏာဗျအဓိကပိုင်းကဒါပဲပွဲတိုင်းမှာဖောင်ကောင်းဆုံးဖြစ်နေဖို့ perfect ဖြစ်နေဖို့ပြိုင်ဘက်ကိုအမြဲလွှမ်းမိုးနေဖို့မလိုဘူးအဓိကကဘယ်လိုဖြစ်နေသုံးဘက်ကိုအဓိကရအောင်ရှုနိုင်ဖို့ပဲဒါပေမဲ့လည်းဘယ်လိုပြောရမလဲဖောင်ခဏအောက်နေပြီးတော့သုံးဘက်ကိုပဲအဓိကအသင်းရှုနေရပြီးတော့ရေဆိုတော့အဆင်ပြေဘူးပေါ့လေဒီမျိုးခက်ခဲတဲ့ပွဲတွေမှာဖောင်အောက်နေတော့မှသုံးဘက်ရှုနိုင်မှုကအရေးကြီးရလို့ဆိုလိုတာဗျာဒီတော့ဒီနေ့ဘက်မှာကျွန်တော်တို့ရိုတင်ချက်လက်ကိုရအောင်ရှုနိုင်ခဲ့တယ်လက်ရှိချိန်မှာတစ်သင်းလုံးက pressure ဝင်နေတယ်ပွဲလဲပန်းနေတဲ့အချိန်မျိုးမှာရိုတင်ချက်လက်ကိုရအောင်ရှုနိုင်ခဲ့တော့ကျွန်တော်ကတော့အားရပါတယ်ဘာသာတော့ဘယ်လိုထင်လဲဗျ